ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေနေမယ်လူတော်ကတော့ပတ်ဝန်းကျင်ကိုအသုံးချမယ်ပေါ့အဲ့တော့နောက်ဆုံးလူတစ်ယောက်ရှိတယ်အဲ့ဒီလူကတော့ထူးချွန်ပြီးတော့ထက်မြက်တဲ့လူဖြစ်တယ်ထူးချွန်တဲ့လူဆိုတာကိုတော်အောင်တက်အောင်လုပ်တာထက်မြက်တဲ့လူဆိုတာကိုရင်တော်ယုံတက်ယုံနေမဟုတ်ဘူးကိုပတ်ဝန်းကျင်ကြီးပါရှိတဲ့လူတွေတော်အောင်တက်အောင်လုပ်ပြီးတော့ပြောင်းလဲတဲ့လူဖြစ်တယ်သူမှာမျောလင့်ချက်ဆိုတဲ့ hope ရှိတယ်change ဆိုတဲ့အပြောင်းလဲတစ်ခုရှိတယ်ကျမတို့မှာအဲ့ဒီလူလိုနေတာဘယ်သူမှအဝေးကြီးသွားမကြည့်နဲ့ခုနကခင်ထူးပြောတဲ့အထက်မှာပါပြီးသားကက်ဘိနက်ကြီးတစ်ခုလုံးကိုတော့မှပြောင်းအောင်လုပ်နိုင်တာဗိုလ်ချုပ်အောင်ဆန်းပဲရှိတယ်ဒီလိုလူမျိုးလိုတယ်ဒီလိုလူမျိုးရှိလို့ကျမတို့ပတ်ဝန်းကျင်အတွက်ကိုဆုံးဖြတ်တည်မှန်သာရွေးနိုင်မယ်ဆိုလို့ရှိရင်ကျမတို့လည်းကောင်းမွန်တဲ့ပတ်ဝန်းကျင်တစ်ခုကိုရမှာဖြစ်တယ်အဲ့တော့အဲ့ဒီလူမျိုးရဖို့အတွက်ဘယ်သူတွေကိုအားကိုးရမလဲဆိုတော့လူငယ်လေးတွေပဲအားကိုးရမှာပဲကိုတွေကလမ်းဆိုတဲ့တင်ခဲ့တဲ့အချိန်တစ်ချိန်ကိုကြောခဲ့ပြီးပြီကဲဆိုတဲ့ယောက်ျားကိုလည်းကြည်ရကလေးကိုလည်းကြည်ရမိဘကိုလည်းကြည်ရအတိုင်းဝိုင်းကိုလည်းကြည်ရမိသားစုကိုစောင့်ရှောက်ရတဲ့ကဲဆိုတဲ့အချိန်ကိုလည်းကြောခဲ့ပြီးပြီအခုကျမတို့ကရှိနေတဲ့ဟာကို share လုပ်နေရတာဘာလို့ရင်ဘာကောင်းမယ်ဘာတွေတော့ဖြစ်ခဲ့ဘူးလေဆိုတာကို share လုပ်နေရတာဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်အလုပ်လုပ်ရမယ်လူဟာလူငယ်လေးတွေဖြစ်ပါတယ်အဲ့တော့လူငယ်လေးတွေမှာဘာလို့ဒီလိုလုံနိုင်တယ်လဲဆိုတော့သူတို့မှာမျောလင့်ချက်ရှိတယ်ကျမတို့ခေတ္တကဆိုလို့ရှိရင်ပညာရေးတစ်ခုဟလာအပြည်ပြည်ဆိုင်ရာနေတော့သတင်းအချက်လက်တစ်ခုရဖို့သင်တန်းတစ်ခုရဖို့တက်ဖို့အတွက်ဆိုလို့ရှိရင်အလွန်တရာမှခက်ခဲအခုအချိန်ကကလစ်တစ်ချက်နှိပ်လိုက်တာနဲ့ဒါတွေကပတ်ဆိုပြီးတော့အာကာသတွေကကြာလာအဲ့ဒီအချိန်မှာကလေးတွေကအရေးမကိုးဖို့လိုပါတယ်ငါပါလေငါဘယ်ကိုသွားမှလဲငါမှဘာရီရေးချင်းရှိပြီးပြီလဲငါသွားချင်တဲ့နေရာရောက်အောင်ငါဘယ်လိုထပ်ပြီးတော့အရေးအသွေးတွေထည့်ရမလဲဆိုတာကိုစဉ်းစားရမှာဖြစ်ပါတယ်အဲ့ဒီလိုမျိုးအရေးကိုးတဲ့နေရာမှာလူတွေရဲ့ပျောက်ဆုံးနေတဲ့စာလုံးတွေအကြောင်းကိုလည်းကျွန်မပြောပြချင်ပါတယ်ကျမတို့လူမျိုးမွေးလာကြတဲ့ဟာလေတယောက်နဲ့တယောက်ကိုတော်တော်ခွဲခြားခြင်းရတယ်အကြီးမှကြီးကလေအငယ်ခေါင်ကလေအလက်မလေမွေးကြတဲ့ရနော် position နဲ့ခွဲထားတာဒီတိုင်းပဲကျွန်တော်တို့မြောက်ပိုင်းသားတွေကလေသူတို့တောင်ပိုင်းသားတွေကလေအရှိရွာလေအနောက်ရွာလေငကိုဝခွဲထားတာအဲ့ဒါကြီးကခေါင်းထဲမှာရှိနေတယ်ကျမတို့ခေါင်းရဲ့အုံနောက်က function 3ခုအလုပ်လုပ်တဲ့နေရာ3ခုရှိတယ်ညာဘက်အုံနောက်ကတင်သမျှဟာအကုန်လုံးကိုကြက်တီရွေးလို့ကြက်ပြီးတော့ထည့်ထားကြတာ hardware အလုပ်ကိုလုပ်တာဆိုတော့သူက program ကြီးလို့ပဲသူထဲမှာရှိနေတဲ့ဟာသူရှိတဲ့အတိုင်းပဲဖြစ်တယ်ဒါပေမဲ့ကျမတို့ရဲ့ဘဲဘဲအုံနောက်ကကြတော့အတွေးအခေါ်များအောင်လုပ်ရတယ်ဒီကသင်ထားတဲ့သင်ညာဒီကနေစဉ်းစားချင့်ချိန်ရဒီလိုစဉ်းစားချင့်ချိန်တဲ့နေရာမှာစမ်းသစ်တဲ့အတွေးခေါ်တွေအမြင်တွေရလာဖို့အတွက်အနောက်အရှက်ပေးနေတာအလဲကောင်းမှရှိရဲ့ gray areaမဲလည်းမမဲဘူးဖြူလည်းမဖြူဘူးမိခိုးရောင်ဖြစ်နေတယ်ဟိုလိုဒီလိုအဲ့ဒီလိုလူတွေကများနေတယ်ဘဲဘက်ကပေါင်မုံမှာထောပတ်ပိုများမလဲဆိုတာကြည်နေတဲ့လူတွေများနေရင်ကျမတို့တိုင်းပြည်မပြောင်းလဲနိုင်ပါဘူးအဲ့တော့ပထမဦးဆုံးပျောက်သွားတဲ့စာလုံးကတော့စီကံပါပဲအကြောက်တရားနဲ့ကြီးကြတာလေကျမတို့ဟိုဟာမလုံးနဲ့အခုဘာပြောလဲ6လဟလား9လ3လအမျိုးမျိုးတွေရှိရနော်ဒါလို့ရင်ဒါဖြစ်မယ်ဆိုပြီးတော့လေအဲ့တော့အကြောက်တရားနဲ့ကြီးလာတယ်ဆိုတာကိုရင်ထဲကလှုပ်ချင်လို့မဟုတ်ဘူးလေကြောက်လို့သာကြီးอ่ะမလှုပ်ရတာအဲ့တော့လင့်လစ်တယ်လို့လှုပ်ချင်တာကြောက်လို့သာမလှုပ်ဘဲနေတာလင့်လစ်တယ်လို့လှုပ်ချင်တာကျမတို့ဗမာရန်ကုန်မြို့မှာကားမောင်းလို့ရှိရင်ဒီလိုပဲသိလားပလိရှိနေလို့ရှိရင်အကုန်လုံးတန်းစီပြီးတော့နေတယ်ပလိမရှိဘူးလဲဆိုတော့အိုးတောင်းညံလိုက်ကြတာပြောနေ me first ငါဒါအဓိကငါအရင်သွားမှာငါကားရှေ့ရသွားမှာဘာဖြစ်လို့မဖယ်ပေးတာလဲဆိုအဲ့လိုဖြစ်ကြတယ်အဲ့တော့ကျမတို့ကကြောက်ပြီးတော့စီကန်းလိုက်နာတာမဟုတ်ဖဲနဲ့ရှက်ပြီးတော့စီကန်းလိုက်နာတာမျိုးဖြစ်တဲ့လှုပ်တဲ့အလုပ်ကိုမလှုပ်တာရှက်ဖို့ကောင်းတယ်မလှုပ်တဲ့အလုပ်ကိုလှုပ်တာရှက်ဖို့ကောင်းတယ်
ရှစ်တက်တဲ့အရှက်တရားနဲ့ကြီးတတ်အောင်ကျမတို့လူပောင်ကိုသင်ရမှာဖြစ်တယ်ကြောက်လို့မပြောရဲတာကြောက်လို့မကြည့်ရဲတာကြောက်လို့မရေးရဲတာကြောက်လို့မပြရဲတာဒါမျိုးတွေမဖြစ်အောင်အရှက်တရားနဲ့ကိုစောင့်ရှောက်ပြီးတော့ပြောစရာရှိတာပြောရဲအောင်ပြစရာရှိတာပြရဲအောင်ရေးစရာရှိတာရေးရဲအောင်လုပ်ပြရမှာဖြစ်တယ်ဒါကျမတို့အကုန်လုံးဝိုင်းလုပ်ရမှာတယောက်တည်းလုပ်လို့မရအောင်၃မျိုးစလုံးပါတယ်ပရိသတ်လည်းပါတယ်အစိုးရလည်းပါတယ်ကာယကံရှင်လူငယ်လေးတွေလည်းပါတယ်အဲ့တော့၃ခုစလုံးဟာစီကံရှိရှိသူစီကိုစီနားလဲပြီးတော့သွားမှာဖြစ်ပါတယ်နောက်တစ်ခုကတော့စုပေါင်းပြီးတော့မလုပ်တတ်ဘူးအခု diversity နဲ့သိပြောကြတာပေါ့နော်ကျမတို့လည်းခဏဒီလိုမျိုးမတူကွဲပြားမှုတွေကြားမှာပူးပေါင်းပြီးတော့ဘယ်လိုလုပ်မလဲဆိုတဲ့အကြောင်း workshop တွေလည်းပြောလိုက်ရတာအာရီယိုပအထက်အောက်မြန်မာပြည်အနှံ့လည်းပဲတွားလိုက်ရတာခြေတွေကိုညောင်းဒါပေမဲ့လို့မတူတာတော့မတူတာပဲမတူတာကိုစုပြီးတော့ဘယ်လိုလုပ်မလဲဆိုတဲ့ဟာကိုတင်းခံနေတယ်ခုထိတင်းခံနေတယ်လက်ငါးချောင်းဘယ်မှာညီလို့လဲညီအောင်ခုတ်ပလိုက်ရမလားဒီလိုကြီးခုတ်ကြည့်ပါလားဘာဖြစ်သွားမလဲမညီဘူးငကိုတွေကမညီတာလေဒါပေမဲ့သူ့မှာအစစ်ကလေးတွေလည်းပါပြီးသားလှုပ်ရမယ် function ခေါ်တဲ့ရွှေရှားတဲ့လှုပ်ရှားတဲ့ဟာတွေလည်းပါပြီးသားဒါတွေကိုဟန်ကျက်ညီလုံနိုင်ဖို့လိုတယ်စုပေါင်းပြီးတော့မလုပ်တတ်တာတော့ကိုဝန်းနေစရာကောင်းတယ်သဘောထားချင်းမတိုက်ဆိုင်ငါနဲ့မတူငါရန်သူဘယ်ဖြစ်မလဲနော်ဖြူတာလည်းရှိမယ်မဲတာလည်းရှိမယ်ညိုတာလည်းရှိမယ်ဝါတာလည်းရှိမှာပဲဘယ်လိုပဲဖြစ်မတူတာတွေကိုဖယ်ပြီးတော့တူညီတဲ့အန်တီမာရီမှန်းချက်တစ်ခုကိုသွားဖို့အတွက်ကိုစုပေါင်းလုပ်တတ်ဖို့လိုပါတယ်နောက်တစ်ခုကတော့စီစီလုံးမရှိတာသူများကိုသွားမပြောနဲ့ကျမတို့ရုပ်ရှင်အစည်းအဝေးမဲကြည့်နာယကဟာတအုပ်စုအမှုဆောင်ဟာတအုပ်စုအဖွဲ့ဝင်ဟာတအုပ်စုအဖွဲ့ဝင်ထဲမှာဒါရိုက်တာတအုပ်စုမင်းသမီးတအုပ်စုအိုးအပြဲကွယ်ပဲเนาะအကုန်လုံးကပေါင်းပြီးတော့မလုပ်တတ်ဘူးကျမကမြင်တာကလေသဘောမတူတာတွေကရှိမှာပဲဒါပေမဲ့သဘောတူတာလေးနဲ့အရင်ဦးဆုံးကြီးရှေ့ကိုရောက်အောင်ပေါ့နော်ရွေ့ဖို့အတွက်ကိုစဉ်းစားစေချင်တာပေါ့ဗမာပြည်ထဲမှာနေမပြောနဲ့အမေရိကန်နိုင်ငံမှာရောက်သွားဘုံကြီးတစ်ပါးကနေနောက်တစ်ပါးရောက်လာလို့ရှင်အဲ့ဘုံကြီးကြောင့်နှစ်ချမ်းကွဲတာပဲသူဖုံကြီးရလေကိုဖုံကြီးရလေယူဖုံကြီးရလေအဲ့ဖုံကြီးရလေနဲ့အဲ့လိုပြောရင်လည်းဖုံကြီးရလေနှစ်ချမ်းကွဲတယ်ဖုံကြီးများကလည်းရောက်လာတာနဲ့တခါတည်းဟိုသာသနာပြုတယ်ဆိုတာဟာပေးဆက်တာပဲလေပရာဟိတအလုပ်တစ်မျိုးပါပဲကွက်လက်ကိုဖြည့်ပေးမယ်ပေါ့အဲ့ဒီစိတ်မျိုးမဟုတ်ဘူးရလာတယ်နဲ့သူကလည်းကျောင်းအပိုင်ရရှိရပထမအဲ့တော့နောက်လုတ်ကဒုတိယပေါ့အဲ့ဒီလိုတွေဖြစ်သွားတော့ဟိုစီးစီးလုံးမလုတ်တတ်ဘူးဆိုတာဟိုကျမတို့လူမျိုးတွေမဟုတ်ဘူးတခြားလူမျိုးတွေလည်းမြင်တယ်သတိထားမိလို့ခဏပြောတာတွေကိုကြားဘူးတယ်ဒါမျိုးတွေကိုကျမတို့ရှောင်ရမှာဖြစ်တယ်ခေါင်းဆောင်နဲ့အရေးချင်းရှိတဲ့လူခေါင်းဆောင်လိုက်သူခေါင်းဆောင်အရေးချင်းရှိလို့ရှိရင်ကိုကနောက်လိုက်ကောင်းဖြစ်အောင်ကြိုးစားရမယ်သူမခေါင်းဆောင်နိုင်လို့ကိုခေါင်းဆောင်နိုင်လို့ရှိရင်ကိုကရှေ့ရသွားလိုက်ခေါင်းဆောင်ကောင်းတယောက်မှရှိရမယ်အနစ်နာခန္ဓာတွေလားအနာတွေအများကြီးရှိတယ်ဒါတွေအကုန်လုံးကိုပိတ်ဆက်ပြီးတော့ယင်းပြီးတော့ရှေ့ရသွားလိုက်အဲ့ဒီခါကျရင်နောက်ကလိုက်တဲ့လူကလည်းပဲနောက်လိုက်ကောင်းဖြစ်နေလိုက်ရမှာဖြစ်တယ်အခုဟာတော့အကုန်လုံးကရှေ့ရပဲသွားကြတယ်နောက်ကလိုက်မဲ့လူမရှိဘူးတရုတ်ငကားကတာတွေ့ဘူးတယ်မလားခေါင်းကြီးရရှေ့ကနည်းနည်းလေးရွေ့ရင်အနောက်မှာရှိနေတဲ့လူအများကြီးရွေ့ရတာအနောက်ကလူကအများကြီးလို့တယ်ကျမတို့အခုလောဆယ်စိတ်ပူနေကြတာပေါ့ဒီ generation တ generation ပြီးသွားရင်နောက်မျိုးဆက်ဘယ်သူလာမလဲကိုနောက်နေရအစားပေးခဲ့ရအောင်ဘယ်သူ့ကိုထားခဲ့ရမလဲသင်ပေးခြင်းလိုက်တာအခါရဲရွာကိုတက်နေတာတင်ပေးခြင်းလုံးလားဒါပေမဲ့လို့တင်ယူမဲ့လူကမရှိဘူးဘာလို့လဲဆိုတော့ तू ကလည်းစဉ်းစားနေတာလေဒီပညာသင်လိုက်ရင်ဘယ်လောက်ပစံရပြီးတော့ဘယ်လောက်အလုပ်ကိုရမလဲဒီသင်တန်းတက်လိုက်ရင်နိုင်ငံခြားကိုသွားပြီးတော့ဘာဖြစ်မလဲသူ့အတွက် तू အရင်ကြည့်ရတာလေသူများအတွက်ကို तू မကြည့်နိုင်တော့အဲ့ဒီခါကျတော့ generation ခပ်ပြတ်နေတယ်
တိုင်းပြည်မှာ generation ခပ်ပြတ်လို့ရှင်ကျမတို့မျှော်လင့်ထားတဲ့အပြောင်းအလဲကြီးဟာမရနိုင်ဘူးရှေ့ကလူကြွားရင်နောက်ကလူတက်တာလှုပ်ထားမှတ်ထားဒီစကားကိုမှတ်ထားပါရှေ့ကလူကြွားရင်နောက်ကလူတက်နိုင်ရမယ်နောက်တစ်ခုကတော့စောင့်ရှောက်တာကိုကောင်းစွာစောင့်ရှောက်ရမယ်မြန်မာလူမျိုးများဟာကိုကောင်းစွာမစောင့်ရှောက်ဖဲနဲ့တကြားမကအသက်ရှင်လာဆိုသလိုပဲမျောလင့်နေတာတယောက်ကနေပြီးတော့ဝင်ကယ်သွားမလားလို့မျောလင့်နေတာမမျောလင့်နဲ့မျောလင့်လို့မရဘူးကိုချီတောင်းနဲ့ချောင်းနဲ့ကိုရက်နိုင်အောင်စူးစမ်းထားရမှာဖြစ်တယ်ကိုကလွဲလို့ဘယ်သူမှအားကိုးစရာမရှိဘူးကိုရီအတူတူချင်းပေါင်းမှသာလျှင်အင်အားတစ်ခုဖြစ်မှာဖြစ်တယ်ဒါကိုသတိထားရမှာကို့မှာလည်းစွမ်းဆောင်ရည်ရှိအောင်လုပ်ထားဖို့လိုတယ် skill လို့ဆိုတဲ့ capacity လို့ခေါ်တဲ့စွမ်းဆောင်ရည်ဟာတော်တော်နည်းတယ်နိုင်ငံခြားကိုသွားကြမယ်စစ်ကူးတွေကယင်တယ်ပွဲစားကလည်းပြောတယ်တရေတွေကတက်များနဲ့ရမယ်လားကကြီးကိုမြင်တယ်သွားတယ်ကို့မှာအရေးအသွေးမှမပါလာပဲဘာသာစကားသင်သွားရမယ်သင်မသွားဘူးမလို့လဲသွားနိုင်လားနိုင်အောင်အဆက်အသွယ်တွေမပါသွားဘူးယုံကြည်စွာနဲ့ပတ်စံတွေသိန်း30တွေသိန်း50တွေပေးပြီးတော့လည်းပဲလိုက်သွားတယ်ကိုလက်ထဲမှာဒေါ်လာ100ဘတ်900မကြံဘူးတခုခုဖြစ်တယ်ဘာမှလုပ်လို့မရကို rescue ကိုပြန်ပြီးတော့ကယ်ဆယ်ပြီးတော့ပြန်ထွက်သွားအောင်ဘယ်လိုလုပ်မလဲဆိုတဲ့အတတ်ပညာမရှိဘူးအရှိမဘာတွေဖြစ်သွားသလဲမမြင်ဘူးသူလောဘပဲမြင်တယ်လေရမယ်လားကပဲမြင်တယ်အဲ့တော့အရေးသွေးရလည်းမရှိခဲ့ဘူးဘာသာစကားကလည်းပဲမတတ်ကြွဘူးဤပညာကလည်းမတတ်ကြွဘူးဆိုတော့ဒီလိုပဲအောက်ခြေအလုပ်ပဲလုပ်ရတာပေါ့အောက်ခြေအလုပ်ကိုလုပ်ရပြီဆိုမှတော့လေကိုလူမျိုးတွေလေကျွန်းလိုပဲသူများဗိုလ်ကြပြီးတော့ခိုင်းနေတာဒီလိုပဲမြင်နေရတာတွေလေခဏတွေ့ပါတယ်အဲ့တော့အခုသွားတဲ့လူတွေပြန်လာတယ်အပြင်မှာလှုပ်ကြည့်တယ်ကို့မှာအရေးအသွေးမရှိဘူးအရေးအသွေးရှိအောင်ပြန်လှုပ်လိုက်အောင်လေအရေးအသွေးတော့ရှိအောင်မလုပ်ဖ ೇನೆ ဟဲပြန်လာလို့ရှိရင်ငါတို့စက်ယုံတွေမှာလူတွေအများကြီးပဲအလုပ်တွေဝင်လှုပ်လိုက်ပြီလားအမရဲ့ဘယ်ပြန်လာတဲ့လူတွေက passport ရှောင်နေတာလုံးဝလှုပ်လားမလှုပ်ဘူးဘာလို့လဲဆိုတော့နိုင်ငံခြားကလာကကောင်းတယ်မမှတ်ဘူးနော်အမားတစ်ခါလုပ်ပြီးထပ်မအောင်လည်းပဲဝတ်မလေးဘူးတကယ်တော့လူငယ်လေးတွေဆိုတာအမားပြင်ရဲတဲ့သတိရှိဖို့လိုတယ်နော်ကိုသင်ငန်းစာယူဖို့လိုပါတယ်ပြီးတော့စူးစမ်းလေ့လာဖို့လည်းလိုတယ်အကျိုးရဲ့အကြောင်းရဲ့စူးစမ်းလေ့လာရမယ်အခုလူငယ်တော်တော်များများကျမရမ်းစိတ်မကောင်းဖြစ်တယ်သူတို့ရဲ့ပြောင်မြောက်စွာနဲ့အသုံးပြုရမယ်အချိန်တွေရဲ့သုံးပုံနှစ်ပုံဟာ Facebook တို့ YouTube တို့အဲ့ဒီအပေါ်မှာပဲသူဟာသူပုတ်နေတဲ့ဘဝနဲ့ပဲစုံနေတာပဲသူစားကြက်လိုက်လို့ရှိရင်သူတင်နှန်းတက်လိုက်လို့ရှိရင်သူကိုသူပြန်သုံးသက်ပြီးတော့ငါဘာလုပ်မလဲလို့စဉ်းစားလို့ရှိရင်အလွန်တရာမှအသုံးဝင်မဲ့ဟာတွေဟာအခုတော့ကြီးမအားသေးဘူးသမီးလေးကလေအင်တာနက်မှာဟဲ့အင်တာနက် online မှာဘာဖြစ်နေလဲဘာလုပ်နေလဲအရေးကြီးတာဘာarticle ဆောင်းပါးကိုဖတ်နေတယ်လေမေးကြည့်လိုက် Facebook ထဲမှာ तू ကလေဘာ comment ပြီးတော့လေသမီးလေးကဘာ comment ရေးလိုက်တာလေဆိုတော့အဲ့ဒါတွေကလည်းပဲကိုယ့်အတွက်ပေါ့နော်တိုးတက်ကြောင်းမှာအနောက်အရှက်ဖြစ်စေပါတယ်ပြီးတော့စိတ်ဓာတ်အကြောင်းကလည်းခဏပြောရတယ်ကြီးတဲ့လူကိုလည်းစိတ်ဓာတ်အကြောင်းပြောရတယ်ငယ်တဲ့လူလည်းစိတ်ဓာတ်အကြောင်းပြောရတယ်ကျမတို့အားလုံးရဲ့ mindset လို့ခေါ်တယ်စိတ်ဓာတ်ကြီးကို set လုပ်ခံထားရတာတခါတည်းပုံသွင်းခံထားရတာshaping လို့လည်းပြောလို့ရတယ်ဒီပုံသွင်းခံထားရဲ့စိတ်ဓာတ်ကမလုံမခြုံနဲ့ကြီးလာတဲ့ဘဝလာတာကိုလက်ထဲရှိမှကိုပစံဘာမှရှိတဲ့ပစံအောင်မှကိုပစံမဟုတ်ဘူးဟဲ့ကိုလက်ထဲရှိတဲ့ပစံအောင်ကိုပစံမဟုတ်ဘူးလေညာရင်းချင်းပဲပစံတွေတန်ဖိုးမရှိတဲ့ဘဝကိုရောက်ခဲ့ဘူးပြီလေအဲ့တော့လုံညုံစိတ်ချအောင်ဘာလုပ်ထားမလဲယာရုရှိမှလုံညုံစိတ်ချမှာလားပစ္စည်းရှိထားမှလုံညုံစိတ်ချမှာလားအိမ်တွေကားတွေရင်းနှီးမြှုပ်နှံထားရင်လုံညုံစိတ်ချမှာလားမော်တော်ကားတွေဝယ်ထားပြီးတော့ကားပွဲစားလုပ်ရရင်လုံညုံစိတ်ချမှာလားအဲ့ဒီလိုမျိုးတွေဖြစ်နေတယ်တကယ်တော့ကိုယုံကြည်မှုအရင်ထားရမယ်ခုဟာကိုလည်းမယုံကြည်သူများကိုလည်းမယုံကြည်နိုင်ဘူးဖြစ်နေတယ်လေကျမတို့လည်းဒီခေတ်ထဲကကြီးလာတာပါပဲဒါပေမဲ့လို့ထ
ထိုးဖောက်ပြီးတော့မြင်ကြည့်ရတာပေါ့ကိုတွေကဘာကိုလိုချင်တယ်လဲလိုချင်တဲ့ဟာကိုရောက်အောင်ဘယ်လန်းကသွားမလဲဆိုတာကိုထိုးဖောက်မြင်နိုင်ဖို့အတွက်ဆိုရင်စူးစမ်းလေ့လာမှာဖြစ်ပါတယ်နောက်စေတနာပျောက်ဆုံးသွားတာဒီအချိန်မှာသိရေးကြည့်တယ်နိုဝင်ဘာ8ရက်နေ့ဆိုတာကျွန်တော်အရင်စိတ်ပူတယ်ဘာလို့လဲဆိုတော့2020မှာရောက်အောင်သွားဖို့အတွက်ကအဲ့ဒီနေ့မှာရည်ကြည်တယ်ဒါပေမဲ့လို့လူတွေအကုန်လုံးကပျောက်ဆုံးသွားတယ်စေတနာတိတ်ပြီးစေတနာပဲထားမနေနိုင်ဘူးအန်ဂရိစ်ကလည်းပဲကိုယ့်အတွက်ကိုရင်ကြည့်ရမှာပဲဟာဘယ်နဲ့လာပြီးတော့သူများစေတနာသွားထားနေလို့ကိုယ့်တည်းရှိတဲ့ဥစ္စာကိုယ့်အကူကြစ်ထားရတာဒါပြီးရင်ဘာဖြစ်မှန်းမသိတဲ့ဟာဒါမျိုးပဲပြောတာပဲတကယ်တမ်းကြတော့ပေါ့သခင်ကိုတော်မိုင်းပြောတဲ့စာကြောင်းတစ်ကြောင်းလိုပဲကျမကတော့ယုံကြည်တယ်စင်ရလှတဘဝပေါ်တဲ့တဘဝဆိုတာ one generation ပေါ့နော်ဒီ generation ကနေစင်ရတော့ဘာဖြစ်တယ်လဲ next generation နောက်မျိုးဆက်တဲ့ကောင်းဖို့အတွက်ကိုလုပ်ခဲ့ရမှာကျမတို့တာဝန်တွေဖြစ်တယ်ဒီမျိုးဆက်မှာနည်းနည်းကောင်းရင်နောက်မျိုးဆက်များများကောင်းနောက်မျိုးဆက်များများကောင်းအယံကိုကောင်းတယ်ဒီလိုမျိုးနဲ့ကျမတို့တစ်ချိန်လုံးကဘဝကိုပြန်ရဖို့အတွက်ရွှေခေတ်တီကိုပြန်ရဖို့အတွက်ကိုစူးစမ်းရမှာဖြစ်တယ်အဲ့တော့တူကိုစေတနာထားဖို့လိုတယ်ကူညီခြင်းနဲ့စိတ်ကလေးထားရမယ်ဦးနကပြောသလိုပဲဟလားတကယ်နာဂစ်ကိုအရေးဟဲ့အကြောင်းရဲ့ဆိုတော့ထွက်လာတဲ့လူကလူလန်းစားတစ်မျိုးရယ်နော်ကိုကာကွယ်နေရတဲ့လူကလူရန်စားတစ်မျိုးပဲဒါမျိုးတွေကိုလည်းပဲကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ model အနေနဲ့ပုံစံတစ်ခုကိုပြောပြချင်တယ်ရုပ်ရှင်အစည်းအဝေးမှာကျွန်မပြောတယ်ဟေ့အပြောင်းအလဲတွေလုပ်မယ်အပြောင်းအလဲလုပ်ချင်လို့ရှိရင်ဘာတွေဘယ်လိုပြောင်းလိုက်ဆိုပြောတယ်အဲ့တော့လူတွေအကုန်လုံးကနေတော့ဒါဟောင်ကောင်မှာသာဆိုလို့ရှိရင်လေပတ်စံပေးပြီးတော့တနက်နဲ့ပြတ်တက်လို့ရရင်ကျွန်မတပ်ပလိုက်ချင်တာဘာလာပြောနေတာလဲဘာလို့ပြောင်းနေရမှာလဲသူကစပိန်ဘောကစပိန်စီရင်နဲ့တွားနေတဲ့လူငါတို့ကလမ်းမပေါ်ကလမ်းလျှောက်တဲ့လူအဲ့ဒီကလေးကသူ့ကိုယ်သူအငုံစိတ်ရှိနေပြီလေအဲ့တော့ဘာပြောလဲဆိုတော့ Grace စပိန်မောင်ကနေနင်းဆင်းပြီးတော့ငါတို့နဲ့တူတူလမ်းလျှောက်မလား तू ကရွေးချယ်ခွင့်နှစ်ခုပေးတယ်ကျမကိုစပိန်မောင်ကနေဆင်းပြီးတော့ငါတို့နဲ့တူတူလမ်းလျှောက်မလားဒါမှမဟုတ်လို့ရှိရင်ငါတို့ကိုနင်းစပိန်မောင်တင်ပြီးတော့နင်းခေါ်သွားမလားဟဲ့ဗမာတွေးတယ်ဆိုတာအဲ့ဒါပဲသူကဒီလိုမြင်တယ်ကျမပြန်ပြောလိုက်တယ်ဘာဖြစ်လို့သူများစပိန်မော်အလကားတက်လိုက်ချင်ရတာလဲဘာလို့နင်းသွားရမှာလဲကိုဖာသာကိုစပိန်နင်းတတ်အောင်သင်မရှိလို့ရှိရင်စပိန်ဝယ်ပေးလိုက်မယ်လူဆိုတာကိုပဲအကိုရမှာကိုဟာကိုသွားနိုင်မှုအတွက်ကိုပဲစဉ်းစားရမှာဘင်းနဲ့ကြောင့်မလို့တရားမကအသက်ရှင်လာဆိုပြီးတော့သူများကိုအကိုကျင်လို့ရမယ်ဒီ concept တစ်ခုဟာတိတ်မကောင်းလက်ဖြန့်ခံအတွေးအခေါ်လို့ကျမတို့အမြဲပြောတယ်နော်ဒီလိုဟာမျိုးရှိရင်ကျမတို့တွေထိတ်ကိုပြန်ပြီးတော့ရောက်ဖို့အတွက်ကတိတ်ကိုဝေးသွားလိမ့်မယ်သူများပေးတာကိုလက်ဖြန့်ပြီးတော့ယူနေရတဲ့ဘဝကနေကိုကပေးနိုင်တဲ့ဘဝကိုလှုပ်ဖို့လိုတယ်ဒီအတွက်ကျမ sample တစ်ခုပြောပြခြင်းနဲ့ case နမူနာတစ်ခုပြောပြခြင်းနဲ့ကိုရီးယားနိုင်ငံမှာသူတို့ဆင်းရဲတယ်ကျမတို့လည်းတောင်ဆင်းရဲတယ်သူတို့ကကျွန်းနိုင်ငံလေးဖြစ်တဲ့ခါကျတော့ရေကိုနိုင်အောင်မနေလို့ရတယ်စိုက်ပျိုးရေးကိုကောင်းအောင်မနေလို့ရတယ်ဆင်းရဲတဲ့အချိန်မှာလူတယောက်ကိုထမင်းတစုံနဲ့မုံရင်းကျင်နဲ့စားနိုင်အောင်ဆိုပြီးတော့တဘဝနော် one generation အဆင်းရဲခံသူကသူ့ရဲ့ခေါင်းဆောင်ကြီးကပြောတယ်ငါတို့တွေမှာတယံဇာတမြန်မာပြည်လိုလည်းမရှိဘူးစိုက်ပျိုးစရာမြေလည်းမရှိဘူးလူလည်းပဲမရှိဘူးကျမတို့တော့မရှိဘူးအဲ့တော့ဘာလို့မလဲငါတို့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကိုရီးယား wave ဆိုပြီးတော့တစ်ခုလုပ်မယ်ဒါသူနီးပညာအဖြစ်မဟာဗျူဟာကြစဉ်းစားတာသူ့မှာရှိတာကိုသူစဉ်းစားတာလေအဲ့တော့သူတို့ခေါင်းဆောင်ကပြောတယ်ငါတို့အားလုံး creative industry လို့ခေါ်တဲ့အနုပညာဖန်တီးထုတ်လုပ်တဲ့လုပ်ငန်းတွေမှာရင်းနှီးတွေထည့်ကြမယ်အချိန်ပေးနိုင်တဲ့လူကအချိန်ပေးမယ်ငွေပေးနိုင်တဲ့လူကငွေပေးမယ်အလုပ်ပေးနိုင်တဲ့လူကအလုပ်ပေးမယ်ဒီလိုမျိုးနဲ့လုပ်ကြမယ်အဲ့တော့အရင်နှီးလိုတဲ့အတွက်ကြောင့်မလို့ရုပ်ရှင်ယုံလက်မှတ်တစ်ဆောင်$1တိုးကောက်မယ်$တိုးကောက်လို့ရသမျှအကုန်လုံးစု
ရုပ်ရှင်ထုတ်လုပ်တဲ့ကဏ္ဍထဲမှာပြန်ရင်းနှီးမယ်ပြောတယ်သူတို့ခေါင်းဆောင်အဲ့လိုပြောတာကိုနောက်ကလူတွေကသဘောတူတယ်ဘာလို့လဲဆိုတော့ခေါင်းဆောင်ကိုယုံကြည်တာကိုကျမခွန်ကျူးမှာကျမတို့လို88လိုမျိုးဖြစ်ခဲ့တဲ့18မေရေခင်ရှိအဲ့ဒီနေရာကိုရောက်တယ်အဲ့ဒီရောက်တော့ဟိုမှာမြန်မာမျိုးသမီးများအကြောင်းကိုလည်းပဲပေါ့နော်ဆွေးနွေးပွဲလုပ်ရတာအဲ့မှာအန်တီတယောက်တွေ့တာပေါ့ကိုရီးယားမျိုးသမီးကြီးတယောက်အတက်ကလည်း85နှစ်လောက်ရှိလောက်ပေါ့သူကမြန်မာပြည်ကမင်းသမီးလေးဆိုတော့သူကလာပြောတယ်ဘေးမှာထိုင်ရင်းနဲ့နေကမင်းသမီးလေးလားဟုတ်ပါတယ်လို့ကျွန်မဟိုရင်တုန်းကရုပ်ရှင်ရိုက်ပါတယ်လို့အခုတော့လူမှုရေးတွေလုပ်ပါတယ်ဆိုတော့အေးတဲ့ငါလေးတဲ့ရုပ်ရှင်တစ်ခါမှမကြည့်ဘူးတဲ့တယ်လီဗေးရှင်းပဲကြည်တာတဲ့ဒါပေမဲ့ငါရုပ်ရှင်လက်မှတ်တစ်စောင်ဝယ်ပြီးတော့တစ်ခေါက်တော့တစ်သက်လုံးမှသွားကြည့်တယ်သူခါလေးနဲ့တော့ကုန်းတယ်တစ်သက်လုံးမှသွားကြည့်တယ်ဘာဖြစ်လို့လဲဆိုတော့ငါတို့ခေါင်းဆောင်ကပြောတယ်တဲ့သူတို့ခေါင်းဆောင်ကလက်မှတ်တစ်စောင်$1တိုးကောက်မယ်လို့ပြောတယ်အဲ့ဒီ$ငါပါခြင်းလို့ရုပ်ရှင်လက်မှတ်သွားယူဝယ်ပြီးတော့ကြည့်ခဲ့တယ်စိတ်ဓာတ်ကိုပြောပြတာနော်ကိုရီးယားလူမျိုးတွေတကဘာလုံးကို wave ဆိုတဲ့ကိုရီးယား wave နဲ့ဖန်ဆားသွားနိုင်တဲ့အထက်မှာအဓိကအကြောင်းရအဲ့ဒီစိတ်ဓာတ်ပဲသူ့ခေါင်းဆောင်ကိုသူယုံတယ်လက်မှတ်တစ်စောင်ကို$တိုးပေးလိုက်တယ်$8 သန်းရတယ်တစ်နှစ်အတွင်းမှာရလာတဲ့8 သန်းဒီထုတ်လုပ်မှုခန္ဓာထဲမှာရှင်းလိုက်တယ်ဘယ်သူကကြောင်းသွားတက်ကြောင်းတက်ပြီးရင်စာသင်ပြီးရင်သင်ရိုးညွှန်းနှန်းယူလာပြန်လာခဲ့လူတွေကိုသင်ဘယ်သူကကြောင်းသွားတက်စက်မှုပညာတွေကိုသင်သူတို့တရောက်လျှောက်လုံးဟလာဟိုဝကြွေးရှိထားတဲ့လူရှိတယ်လေအဲ့ဒီလူကိုဂျပန်လိုမျိုးကိုလွှတ်လိုက်တယ်မင်းတို့စက်မှုပစ္စည်းတွေကိုသင်ပေးပါဘာညာဆိုပြီးတော့ပြောတယ်ကလေးတွေကိုရုပ်ရှင်ရိုက်တဲ့ပညာကိုသင်ပေးတယ်ဒီလိုလှည့်ထုတ်လိုက်တယ်ပြီးတော့သူတို့ကို၌ကနေတော့မှအားပေးတယ်ကိုစီရလူအပြင်ကိုသွားအပြင်မှာသင်အပြင်မှာဘဝထူထောင်ကိုဒီယာပစ္စည်းတွေဟိုမှာရောင်းဝယ်ဖောက်ကရောင်းတတ်တဲ့လူကရောင်းရေးတတ်တဲ့လူကရေးဆွဲတတ်တဲ့လူကဆွဲပြတတ်တဲ့လူကပြဒါမျိုးတွေလုပ်တယ်အဲ့လိုနဲ့ပဲအခုဟောလိဝုဒ်ကနေပြီးတော့တောင်မှကိုရီးယားရဲ့ဇာညွှန်းတွေကိုဝယ်ရတဲ့ဘဝရောက်တယ်ကျမတို့မှာရေးတတ်တဲ့လူတွေလည်းရှိတယ်ရေးနေတဲ့လူလည်းရှိတယ်ဒါပေမဲ့လို့ဗမာဇန်တွေကိုလိုချင်လှကြည့်ရဲဆိုတာကိုမရောနိုင်ဘူးဘာလို့လဲဆိုတော့စနစ်မကြလို့သူကသူ့ဆရာစာရေးဆရာတွေ4 နှစ်ကျောင်းသွားတက်လိုက်ပြန်လာကိုရီးယားလိုရေးထားတခါတည်းနဲ့ဘာသာပြန်နိုင်တဲ့ software ပါရေးလိုက်တာညာရင်းချင်းဘာသာပြန်အုံနောက်တွေကိုအလုပ်ပေးထားတာဒီလိုနီးအားဖြင့်ကျမတို့အခုဗမာပြည်ထဲမှာကြည်လိုက်လေကလေးတွေဟလားကင်ချီလဲစားကြည့်ချင်တာပဲတော့ပူကီလဲကြည့်လိုက်ချင်တာပဲเนาะ K-pop ဆိုလို့ရှိရင်လဲကြိုက်တာပဲ 2NE1 ဆိုလဲပဲကြိုက်တာပဲကိုရီးယားဇာကားကိုမြန်မာစာတန်းထိုးနေကိုဆွဲမြဲဒီအချိန်အိမ်ပြန်ပြီးတော့မှကြည့်ရမယ်ဆိုတဲ့လူမျိုးလဲရှိတာဒါမျိုးဖြစ်အောင်ဘယ်ဟာစားလဲဆိုစိတ်ဓာတ်ကစားအဲ့တော့ကျမတခြားနိုင်ငံတွေရဲ့နောက်လိုက်ဖြစ်ဖို့ပြောတာမဟုတ်သူတို့စီမှာရှိနေတဲ့လှုပ်ထုံးလှုပ်နီးလှုပ်ဟန်နေသူတို့တိုးတက်အောင်ဘာလုပ်သွားသလဲကျမတို့နောက်ကျတဲ့လူကလေအရင်လှုပ်သွားတဲ့လူရဲ့အမားတွေကိုထပ်မလုပ်မိအောင်စ조사ဖို့အခွင့်အလမ်းရှိတယ်အဲ့တော့ကျမတို့ရဲ့အခွင့်အလမ်းနဲ့ကျမတို့ကောင်းစွာစောင့်ရှောက်ပြီးတော့အရှက်တရားနဲ့ကြီးတတ်တဲ့လူပေါင်းတစ်ခုကိုထူထောင်ရင်းနဲ့ဟောရီရွာကကလေးတွေလည်းပဲနိုင်ငံခေါင်းဆောင်ကြီးတစ်ချိန်ဖြစ်နိုင်ပါစေလို့ဆုတောင်းရင်းညီကုန်းချုပ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်စာရေးဆရာမအကယ်ဒမီစီစဉ်ထိုက်အားအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့ဆရာမအကယ်ဒမီစီစဉ်ထိုက်အားအမတ်တရဂုဏ်ပြုလက်ဆောင်များပေးအပ်ပေးပါရန်စာပေဟောပြောပွဲပြည့်မြောက်ရေးအဖွဲ့၏အတွင်းရေးမှူးဦးဝင်းစောအားဖိတ်ကြားအပ်ပါတယ်ခင်ဗျာ
ယခုလိုဂုဏ်ပြုလက်ဆောင်ပေးရပြီးပါတော့ဦးဝင်းစောအားအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာခန္ဓာစီစဉ်6ရက်စာရေးဆရာနေဝင်းမြင့်မှဟောကြားပေးမှဖြစ်သောကြောင့်ဆရာကြီးကိုရေးအထုပ်ပတ်တီကိုဖတ်ကြားပေးပါရန်မနှင်းဝင်းအားပန်ကြားအပ်ပါတယ်ခင်ဗျာမင်္ဂလာပါရှင်စာရေးဆရာနေဝင်းမြင့်ကိုရေးအထုပ်ပတ်တီကိုကျမမနှင်းဝင်းကဖတ်ကြားပေးပါမယ်ရှင်ဆရာနေဝင်းမြင့်ကိုအဖဥပရွှေနှင့်အမိဒေါ်သိန်းတို့မှ1952ခုနှစ်မင်းဘူးခရိုင်ကုန်းဆောင်ကြီးရွာတွင်ဖွားမြင်ခဲ့ပါတယ်ရှင်ဆရာ၏အမည်ရင်းမှာဥက္ကမောင်ဝင်ဖြစ်ပြီးစာပေလောက၏ကလောင်ကြီးများကတော့နေဝင်းမြင့်အောင်မင်းဝင်းဖွေးဦးကလောင်အမည်သုံးမျိုးဖြင့်ရေးသားခဲ့ပါတယ်ရှင်1980ခုနှစ်မှစတင်၍မဂ္ဂဇင်းများတွင်ဝတ္ထုတိုများဝတ္ထုရှည်များစတင်ရေးသားခဲ့ပါတယ်ရှင်ဝတ္ထုတိုဝတ္ထုရှည်ဘာသာပြန်တဘာဝပတ်ဝန်းကျင်ခရီးသွားဆောင်ပါစီးပွားရေးလူငယ်စာပေစသည်ဖြင့်စာပေါင်းစုံရေးသားနေစေဖြစ်ပါတယ်ရှင်1992ခုနှစ်တွင်စနကြိုဝတ္ထုတိုများဖြင့်အမျိုးသားစာပေစု2009ခုနှစ်တွင်အင်္ဂလိပ်16လုံးဖြင့်အမျိုးသားစာပေစု2011ခုနှစ်တွင်ရေကန်သာကြာတန်း၏ဘာသာပြန်ရသစာပေဖြင့်အမျိုးသားစာပေစု3ကြိမ်ရရှိခဲ့ပါတယ်ရှင်စာပေရေးရာကိစ္စရပ်များဖြင့်အမေရိကန်နိုင်ငံစင်ကာပူနိုင်ငံမလေးရှားနိုင်ငံထိုင်းနိုင်ငံဂျပန်နိုင်ငံကမ္ဘောဒီးယားနိုင်ငံများသို့သွားရောက်ခဲ့ရပါတယ်ရှင်ဝတ္ထုတိုအချို့ကိုဂျပန်ဘာသာဂျာမန်ဘာသာဟိန္ဒိဘာသာအင်္ဂလိပ်ဘာသာပြန်ဆိုထုတ်ဝေခြင်းခံခဲ့ရပါတယ်ရှင်ဆရာ၏ထင်ရှားသောစာအုပ်များမှာပလင်ရညိမ့်ဂရင်းညိမ့်စင်ရညိမ့်ကနိုင်ကျတိစာပေဆောင်ပါများချင်းတွင်မဲစာဂရီပါစိန်ခရီးသွားဆောင်ပါများအုပ်ပဲ့ပြန်ကြိုးကြတဲ့ကုံရာသီအစင်းများမမကိုင်နှင့်ဖဆပါလာခရီးနိုင်ငံရေးစသည်တို့ဖြစ်ပါတယ်ရှင်ယခုအခါဇနီးဖြစ်သူစာရေးဆရာမခင်တူသမီးဖွေးဖွေးနေဝင်းမြင့်တို့နှင့်အတူမန္တလေးမြို့တွင်နေထိုင်လျက်ရှိပါတယ်ရှင်ယနေ့ညဆရာဟောပြောပေးမည်ခေါင်းစဉ်ကတော့မင်္ဂလာရှိပါစေဟူသောခေါင်းစဉ်အမည်ဖြင့်ဟောကြားပေးမည်ဖြစ်ပါတယ်ရှင်တို့ဖြစ်ပါ၍မင်္ဂလာရှိပါစေဟူသောခေါင်းစဉ်ဖြင့်ဟောကြားပေးပါရန်ဆရာ၏ဆရာနေဝင်းမြင့်အားလေးစားစွာပိတ်ကြားအပ်ပါတယ်ရှင်ကျွန်တော်ရှိအကယ်ဒမီစဇန်ထိုင်ဘုံမုံရွှေကြီးတို့ဟောပြီးသွားပါပြီအခုလှည့်ကြတာဟင်းဝေရန်လှည့်ပါမတတ်နိုင်ဘူးနော်ကျွန်တော်နှစ်မနှစ်ယောက်ရှိရဟောတာကိုနားထောင်ရင်းနဲ့လူငယ်တွေကိုပြောသွားတယ်ဟောပြောပွဲမှာမင်းကလေးတွေပါတော့ဦးစားပေးရပါတယ်အမျိုးသမီးများမင်းကလေးများကိုဦးစားပေးခြင်းဟာအထက်တန်းကြတဲ့စိတ်လို့ကျွန်တော်ခံယူပါတယ်အမျိုးသမီးများလက်မခံဘူးဆိုပြီးခါခါသေးသေးလုံနေတဲ့အမျိုးသားများကတော့အောက်တန်းကြတဲ့လူတွေပါပဲကျေးဇူးတင်တယ်ဆရာတော်တန်ဃာတော်ရှင်သူမြတ်များလည်းပါကောင်းပါနိုင်ပါတယ်လက်စီပိသလသိက္ခာကာမသီလဝန္တာဖြစ်တော်မူကြကုန်သောဝိပဿနာဒုရဂန္ထဒုရနှစ်ပါးဆောင်ရွက်တော်မူကြကုန်သောအင်္ဇလိကရဏီယောလူနာပြမာတို့လက်ဥချီမိုးရှိခိုးခြင်းဟာထိုက်သောတန်ဃာတော်ရှင်သူမြတ်များကိုဖျားတပြီးတော့စင်ဘောကယူစီလေးမြတ်စွာကြောပါဖျားလေဝဲမြေဟောတဲ့အထက်မှားတာပါရင်လည်းခွင့်လွှတ်တော်မူကြပါဖျားတောင်းပန်ပြီးဆိုတော့မှားလို့ရပြီပေါ့ကျေးဇူးတင်ပါတယ်ဒီပါလေးကိုလာဟောရမယ်ဆိုတော့ရွာသေးသေးလေးအောင်းမိတာရွာတော်တော်ကြီးတာပဲဥဋ္ဌမေးကြည့်တော့လူဦးရေတော်တော်များပေါ့အိမ်တော်ကလည်း1200ကျော်1500နီးပါးလောက်ရှိတယ်အမှန်တန်ဝန်တာရပါတယ်ဒီရွာကလူငယ်ရဲ့လူလိုက်လူကြီးရဲ့အမှန်တန်ညီညွတ်တဲ့ရွာပါ
ကျွန်တော်ရောက်ရအရက်ကတော်တော်များများပေါ့မညီညွတ်ကြပါဘူးတယောက်တည်းရှိရင်တော့ဟိုဘက်တိုးပါအောင်ဆိုတဲ့အခြေအနေတွေကြားထဲမှာအမှန်တန်ညီညွတ်တာကိုသွားတွေ့ရလို့ဝန်သားတယ်မန္တလေးမှာလူတယောက်ကဘတ်စကားကဂိတ်မှာတယောက်တည်းမတ်တက်ရတယ်ကျွန်တော်နောက်ကသူကျွန်တော်မမြင်ဘူးဘတ်စကားကိုသူလှမ်းကြည့်ဒီဘက်လက်တောက်ခောက်ဟိုဘက်တုံးกว่าကျွန်တော်ဘယ်သူပြောနေမှမသိလူကတယောက်တည်းဟိုဘက်တုံးกว่าသူခါတုံမေးကြည့်တယ်ခင်ဗျာဘယ်သူပြောနေတာဆိုငါဟာငါပြောနေတာကျွန်တော်လူမျိုးကလည်းတယောက်တည်းတောင်ဟိုဘက်တိုးအောင်กว่าနှစ်ယောက်ရှိရင်သုံးဘွယ်ကွဲတယ်ဘုရားကတော့ဘိုးတော်ဦးဝိုင်းရှိတယ်ယဟန်တစ်ပါးရှိတယ်ပထမဆရာအောင်တငယ်ချင်း၃ယောက်သိချစ်တာဘိုးတော်ဦးဝိုင်းကဘယင်ဖြစ်တော့လူတွေကိုမသင်္ကာဘူးသူထင်းနှံလူယူမယ်သူထင်တာပထမဆရာအောင်လည်းသူတငယ်ချင်းဆိုပေမဲ့ဟိုဘက်မှာသွားပြီးဗရားနဲ့ရေးစရန်သံကိုမထိုးပဲနဲ့တိုင်းပြည်မှာရတနာရွှေမုံငွေမိုးရွာမှငါလူတို့ချမ်းသာမယ်ဒါမှငါထွက်ရလမ်းပေါက်အောင်ကြိုးစားရမယ်ဆိုလို့ဆရာအောင်ကသူ့ဟာသူကြိုးစားရှင်မင်းကလည်းမဟုတ်ဘူးဆရာအောင်အဲ့ဒီလုပ်ငန်းလုပ်နေခြင်းစီငါချင်းနှန်းကိုလူမယ်လို့သူကထင်တယ်အဲ့တော့ရေချမ်းကလှေလောင်းနဲ့လက်ပြန်ကျိုးခြိခဲ့မောင်အောင်ကကိုပုံကန်တော့မယ်ရှင်မင်းများကလည်းရာဇပလင်ထိမှသိကြောက်တာသူတို့ကတက်မိရင်မစင်းကြဘူးဘိုးတော်ဝမ်းကလွတ်တော့ဟိုကမင်းချင်းတွေကလာတာပေါ့ဆရာအောင်တွေ့တော့ဟာမဟုတ်ပါဘူးကွာငါကဗရားနဲ့ရေစံတန်ကိုမထိုးပဲနဲ့ပထမတကူပြောင်းထွက်ရလမ်းပေါက်ရင်တန်သေးတဆွေဝဗရားသေးကြပြေဝရတနာမိုးများရွာအောင်ငါကြင့်ကြံနေတာအမိတော်ပါပါလေလက်ပြန်ကျူတုတ်ခဲ့ရမယ်ဆိုတော့ဩမင်းတို့ဘယင်ကငါတငယ်ချင်းပဲငါ့ကိုတတ်ဖို့မပြောနဲ့ငါရေးတဲ့ဝါလုံးအရင်ဖြစ်ကြည့်စမ်းပါဦးပရပိုက်တဆူကိုယူကန့်ကူစံနဲ့ဝါလုံးလေးတစ်လုံးရေးပြောလိုက်မင်းတို့ဘယင်ကိုဒီဝါလုံးကတစ်လုံးဖြစ်ရင်နှလုံးပေါ်တယ်နှလုံးဖြစ်တော့လေးလုံးပေါ်တယ်လေးလုံးဖြစ်တော့ရှစ်လုံးပေါ်တယ်နှစ်ဆတိုးလိမ့်မယ်ငါတတ်ဖို့တော့မစင်းစားနဲ့ဝါပဲဖြစ်ကြည့်အောင်ဆိုပြီးပရပိုက်ပေးလိုက်တော့ဘိုးတော်ဦးဝင်းကသူ့ဆက်တဲ့ပရပိုက်ကိုကြည့်ပြီးငါလိုရှင်ဘရင်ဝါလုံးရေးပေးလိုက်တယ်စော်ကားတာပဲဖြစ်ကြည့်တယ်ဟုတ်တယ်တစ်လုံးဖြစ်တော့နှလုံးပေါ်တယ်နှလုံးဖြစ်တော့လေးလုံးဖြစ်လေးလုံးဖြစ်လိုက်တော့ရှစ်လုံးဖြစ်တော့16လုံး16လုံးဖြစ်တော့32လုံးမိုးလင်းအောင်ပြောရင်အများကြီးဖြစ်သွားလိမ့်မယ်နော်နှစ်ဆအဲ့ဒါကိုရုပ်ရှင်မင်းသားကြီးခင်မောင်ရင်ကဘိုးအောင်ဆက်တချင်းမှာထက်ဆိုတယ်အင်္ဂလိပ်ခေတ်ကတန်ရန်ကိုမဆူထားနဲ့တော့ထင်ရှားအောင်မြင်ရပြီငါရေးပြပါတဲ့ဝတလုံးကိုသာတီးမင်းပြအောင်ဖြတ်နိုင်ရင်ငါကိုနိုင်လိမ့်မည်အိုးတန်ရန်ကိုမဆူထားနဲ့တော့ထင်ရှားအောင်မြင်ရပြီငါရေးပြပါတဲ့ဝတလုံးကိုသာတီးမင်းပြအောင်ဖြတ်နိုင်ရင်ငါကိုနိုင်လိမ့်မည်ပထမဂုံရောက်ဘူးအောင်ကဤကဲ့သို့လျင်စွာပညာပြသည်ထိဘယမဟာသည်သူကိုယ်တိုင်ထင်လေအတင်းဖြစ်လိုက်တာကအစကဝါတစ်လုံးကနှလုံးဖြစ်လာသည်နှလုံးဖြစ်ပြန်တော့လေးလုံးပေါ်ခဲ့ပြီနစတူရဟာလီကျွန်တော်တို့ဗမာတကူပါခမရနစတူရဟာလီကျွန်တော်တို့ဗမာတကူပါခမရနစတူရဗမာတကူတဲ့မဟုတ်တော့နဖွယ်ကွဲရဟာလီကျွန်တော်တို့ဗမာတကူပါခမရအလွန်ထူးဆန်းတဲ့စွမ်းညာကြီးဘိုးဘိုးအောင်ပါရမီလို့ပြောရလောက်အောင်ကွဲတာပဲဘုရားရွာတူမှာနှစ်ချမ်းကွဲတော့တစ်ချမ်းကရွှေပန်းနဲ့
ကလာသားကောင်းကတောင်ပိုင်းကချက်ကြီးတဲ့ကလာသားကောင်းတောင်ပိုင်းကဆိုင်းထဲတော့မြောက်ပိုင်းကကလာသားကောင်းကသွားနာမထောင်အောင်မကြည့်နဲ့မကြည့်ဘူးပြောပေးနေတောင်ပိုင်းကပွဲထဲတော့မြောက်ပိုင်းမင်းကလေးယောက်ျားလေးသွားမကြည့်အောင်တော့မကြည့်ဆရာတော်ဖះမြတ်ကတောင်ပိုင်းဆရာတော်မြောက်ပိုင်းဆရာတော်နှစ်ပါးကစိတ်မချမ်းသာဘူးဘလုံးမညှိပြီးလို့မရဘူးခဏခဏခေါ်ညှိဘယ်နဲ့ဖြစ်တယ်မျိုးဆရာတော်နှစ်ပါးလည်းရံဖြစ်တာပဲနောက်ပိုင်းပွဲတာပဲတနေ့တော့ရွာကတကြီးကသေတော့ဒီဘက်ပိုင်းကကလာသားကောင်းချက်ကြီးကမြို့မှာမြို့ပိုင်ကသူ့တငယ်ချင်းဖြစ်နေတော့ငွေတုပ်ကလေးနဲ့သွားတငယ်ချင်းမင်းမြို့ပိုင်ဖြစ်တော့ကုညီတောင်းမရစေပြောတို့ရွာတကြီးသေးပြီမောင်ကအဲ့တော့ဖိုက်မှာအထုပ်အဲ့အထုပ်ကလည်း3 သိန်းလောက်တော့ဖြစ်မှာပေါ့ဗျာဒီခေတ်လို့ပေါ့တကြီးပြေးမြို့ပိုင်ပြီးတော့မြို့ပိုင်က3 သိန်းအထုပ်တွေ့တော့ချက်ချင်းပဲတကြီးခန့်စားပေးရတယ်၎င်းကြည့်ရတယ်မောင်ချက်ကြီးရတကြီးအဖြစ်ခံထားလိုက်သည်ပုံမျိုးပိုင်ဗတ်ဖေပေါ့လက်မှတ်ထိုးတကြီးဖြစ်တဲ့နေပဲမျိုးကမောင်းတစ်လုံးဝယ်လာတယ်တကြီးဖြစ်ရင်မောင်းလို့တယ်မောင်းယူလာပြီးမကြီးပင်ချိတ်ဖျားချိတ်ဒူဟူနဲ့တစ်ချက်ထုတော့အိမ်တယောက်တရွာလုံးလာသူကသူများလာတာစိတ်ဝင်စားဘူးသူရန်သူတော့ရွှေပန်းပါရလာလိုက်ကြည့်ရွှေပန်းကဟိုမှာမကြီးပင်အောင်ငုတ်တုတ်ထိုင်နေတော့ဟဲ့ကောင်ရွှေပန်းဟေးမလုံးနဲ့ခမရသကြီးမင်းလို့ပြောငါသကြီးဖြစ်သွားပြီပေါ်တော်မလုံးနဲ့မင်းဘာမှတ်နေတော့လာခဲ့ရှိဦးဘာမှမသိဘဲနဲ့သကြီးဖြစ်လာတယ်ဆိုတော့လေလာရတာပေါ့ဦးချက်ကြီးကသကြီးဖြစ်ပြီဆိုတော့သူ့ငယ်ချင်းဟိုဘက်ကမတည့်တဲ့ရွှေပန်းကိုဟဲ့ကောင်ဂရမ်ကြိုက်စမ်းလူရှိမှဂရမ်ကြိုက်လူမှာချက်နဲ့ရွှေပန်းနဲ့ဘယ်သူကပေါ်လာလဲဟဲ့အဲ့တော့စဉ်းစားရရွှေပန်းကလူမှာချက်နဲ့ရွှေပန်းနဲ့ဘယ်သူကပေါ်လဲချက်ကအပေါ်ပါမင်းသိရင်ပြီးတာပဲချက်ကြီးကမင်းပေါ်မှာအမြဲတမ်းရှိတယ်မှခံရတယ်ကွာအဲ့4 နှစ်လုံးခံရတာရွှေပန်းကနောက်4 နှစ်ကြာတော့မြို့ပိုင်ပြောင်းသွားတော့ရွှေပန်းတငယ်ချင်းဖြစ်ဟာသူကလည်း3 သိန်းတုံးနဲ့သွားတငယ်ချင်းငါ့ကိုခန့်အောင်ကွာငါ4 နှစ်လုံးချက်ကြီးငါနှိမ့်ဆက်တာမပြောနဲ့တော့ရတယ်၎င်းရွာတွင်မောင်ရွှေပန်းအားတကြီးအဖြစ်ခံထားလိုက်သည့်ပုံကြော်ခပေါ့အဲ့ဒါပြောင်းသွားပြီဆိုတော့မောင်တလုံးဝယ်လာတာပဲသူကလည်းမောင်တလုံးဝယ်မကြီးပင်ချိတ်ပြီးတော့ဒူဟူနဲ့ထုတော့တိန်အိမ်တယောက်အကုန်လာတာပဲဘယ်သူလာမလာသူ့ကို4 နှစ်လုံးနှိမ့်ဆက်ခဲ့တဲ့ချက်ကြီးကိုလိုက်ရှာတယ်ချက်ကြီးလာစမ်းမောင်ကွာရှေ့ချက်ကြီးကသကြီးပြုတ်သွားတော့ရှေ့လာမတ်တက်ရစမ်းမတ်တက်ရကရောင်းကြိုက်စမ်းမြောက်အောင်ကြိုက်ကင်းမိကောက်ထောင်စားဟိတ်ကောင်အခုလိုအခြေအနေမှာရွှေပန်းနဲ့ချစ်နဲ့ဘယ်သူပေါ်လဲကွာအခုလိုအခြေအနေမှာတော့ရွှေပန်းကအပေါ်ပါအေးမင်းသိရင်ပြီးတာပဲကျွန်တော်တို့တိုင်းပြည်လဲရွှေပန်းကတက်လာလိုက်ချက်ကြီးကတက်လာလိုက်ချက်ကြီးဆင်းသွားတော့ဩလူတို့ကတင်တဲ့အစိုးရများတက်လာမလားမှတ်တယ်ရွှေပန်းကပြန်တက်လာလိုက်အဲ့ဒီရွှေပန်းနဲ့ချက်ကြီးတလဲစီတက်နေတာနှစ်ပေါင်း50ကျော်ပြီဒီတစ်ခါတော့ကျွန်တော်တို့လူတို့ကတင်မြောက်တဲ့အစိုးရဘယ်သူလို့မပြောတော့နေဝင်းမြဘယ်ပါတီဝင်မှမဟုတ်ဘူးလူတို့ကတင်တဲ့အစိုးရဖြစ်ရတော့မယ်မဖြစ်လို့မရတော့ဘူးဤရောနဲ့သွားခဲ့တာကြာပြီကျွန်တော်တို့သွားလို့မရဘူးကဲမေးပါရဆုံးပြည်သက်ကြီးမဲစရင်များကြည်ပြီးကြပြီလားကြည်လိုက်ပါအောင်ဗျာနော်ကြည်ဖို့လိုပြီမဲစင်ကြည်ဖို့လိုပြီဒါလေးကလည်းထည့်ပြီးကြော်ညာထိုးရသေးဘယ်ပါတီဝင်မှမဟုတ်ဘူးနေဝင်းမြဘယ်ပါတီအလံတော်အောက်မှာမရှိဘူးကျွန်တော်တို့ freelance writer လွတ်လပ်တဲ့စာရေးဆရာအသင်းဖွဲ့ဆိုလို့ရက်ွက်ဓမ္မယုံကိုအသင်းတော်မဝင်ဘူးတခါဝင်မိပါတယ်ဗျာသူများစားပြီးစားပကံကိုကြီးစေးရတော့ပြန်ထွက်လာခဲ့ဒါကြောင့်ကျွန်တော်ကအစိုးရဆိုတာကာမတကာဒီကနေ့ရှိတယ်မနေ့ပြန်မရှိဘူးတော့ရင်ဘမှာတစိမ့်တွေအများကြီးနဲ့စေအုပ်ထုတ်ကြီးနဲ့ဝင်ကြီးအခုထောင်ထဲမှာ73 နှစ်တဲ့
ကာမတကာကျွန်တော်တို့ကရောင်မှားပြီးပေးလိုက်တဲ့မဲဒါမှမဟုတ်သူဟာသူလောက်ကြံပြီးယူသွားတဲ့မဲရှိကောင်းရှိလိမ့်မယ်9 နှစ်ပဲနောက်9 နှစ်တော့ကိုတော်မလာနဲ့တော့မရဘူးတိုင်းပြည်နဲ့လူမျိုးကတော့ထာဝရတည်လိမ့်မယ်ကျွန်တော်တို့ကတိုင်းပြည်နဲ့လူမျိုးမျက်နှာတော့ထောက်တယ်တိုင်းပြည်အတွက်ဖြစ်လာမယ်ဆိုရင်လူမျိုးအတွက်ဖြစ်လာစရာရှိလာပြီဆိုရင်ပြောမှဖြစ်တော့မယ်ဆိုရင်ကျွန်တော်တို့ပြောပါတယ်ဒါကြောင့်အစိုးရကိုကျွန်တော်မပြောပါဘူးအစိုးရတွေလည်းတူတာတစ်ချက်ရှိတယ်ဘယ်အစိုးရတက်လာမြို့ရွာတွေကိုစိုင်းเสียလာရင်သဘုံဝင်လာတယ်ထင်လားအဲ့ဒါကြသွားတူတယ်ကျွန်တော်တို့ကသဘုံတွေမဟုတ်ပါဘူးကျွန်တော်တို့ကသဘုံတွေမဟုတ်ပါဘူးတောင်းချမ်းသူတွေပါအစိုးရကိုအကြီးညိုပြည့်စင်မဲ့စကားမပြောရဘူးတဲ့ကျွန်တော်တို့တခြားရွာတွေပေါ့ဒီရွာမှာတော့မတွေ့ရပါဘူးမပြလာတာတော့မသိဘူးစာရွက်စပြတယ်အစိုးရအကြီးညိုပြည့်စင်မဲ့စကားမပြောရဘူးဟောဗျာသူတို့လာမှအစိုးရအကြီးညိုပြည့်တာမဟုတ်ပါဘူးဗျာငကိုပြည့်ပါလို့ပြောရတယ်ကျွန်တော်တို့ပြည့်လို့ကျွန်တော်တို့ပြောလို့ပြည့်ရတာမဟုတ်ပါဘူးသူကငကိုကမပြည့်အောင်နေပေါ့နော်နိုင်ငံရေးမပြောရဘူးတဲ့ဟောဗျာကိုယ်နိုင်ငံအရေးကိုကိုယ်နိုင်ငံသားကမပြောရဘူးတဲ့အဲ့တော့ဘယ်သူကလာပြောမလဲဘယ်တရုတ်ကလာပြောမှလားဘယ်သူကလာပြောမှတော့ကျွန်တော်နိုင်ငံအရေးကိုကျွန်တော်တို့ဟောက်ချက်မှာရှိတဲ့ချစ်သောစာဖတ်ပြည့်စုံများတူဦးချင်းမှာတောင်းရှိတယ်ကိုယ်နိုင်ငံအရေးကိုပြောရမှာပေါ့အဲ့ဒါနိုင်ငံရေးပြောတာပဲဒါကြောင့်သိအရေးကြီးတယ်နိုင်ငံရေးပြောရပါလိမ့်မယ်freedom of expression နဲ့လွတ်လပ်စွာမိမိစန္ဒထုတ်ဖော်ခွင့်ရှိရမယ်တဲ့အခုန Grace ကပြောပါတယ် freedom of speech လွတ်လပ်စွာပြောခွင့်ရှိရလိမ့်မယ် freedom of press လွတ်လပ်စွာပုံနှိပ်ထုတ်ဝေခွင့်ရှိရလိမ့်မယ်ဒါနိုင်ငံသားတွေရဲ့ရထားတဲ့ကျွန်တော်တို့ရဲ့အခွင့်အရေးပဲကျွန်တော်လွတ်လပ်စွာပြောခွင့်ရှိရလိမ့်မယ်ကျွန်တော်ပြောနေတာကနိုင်ငံအတွက်ပြောနေတာတခါကဘာကြီးတော်မင်းကသူ့မိဖုရားနမ်းမတော်မယ်လူသိချစ်တဲ့အခါမျက်လုံးလုံးလို့တိုင်းပြည်မှာလူဆိုတဲ့စကားမသုံးပါဘူးတဲ့အမိန့်ထုတ်ဘယင်ကလည်းနည်းနည်းခေါင်းနဲ့တူပါရဲ့အမိန့်ထုတ်တိုင်းပြည်ထဲမှာလူဆိုတဲ့စကားမသုံးပါဘူးတဲ့နမ်းမတော်မယ်လူသူတယောက်ကလွဲလို့ဒီလူမသုံးပါဘူးဆိုတော့မသုံးပါပြီးတာပဲလေဒါမှမသုံးလို့မရဘူးမကြီးပင်ပေါ်တဲ့မကြီးရဲ့ခုတဲ့ကောင်မလေးအောက်ကဘွားတော့ဟဲ့မကြီးရဲ့အေးနုလို့မပြောရဲဘူးပြောရင်အာဖဲ့မယ်အာဖဲ့တယ်ဆိုတော့ဘယင်းခက်ကဟောဒီပဇံကနေဟောဒီနရွက်ထိခွဲချတာဒါနဲ့ဒီဘက်ကလည်းခွဲချတာဟာစီနဲ့နေမှာပေါ့အဲ့ဒါသိကြောက်တယ်ရှာလက်ဖြတ်တယ်ဘယင်းအမေကိုအာခံရင်ရှာဖြတ်ဘဟက်ကိုခွဲအဲ့တော့နုဆိုတဲ့စကားမသုံးပါဘူးဆိုတော့တော်တော်ဒုက္ခရောက်အဲ့ဒါမင်းချင်းတွေကမဟုတ်သေးဘူးလူအစားတော့တလုံးတော့အစားပေးမှကောင်းမှာပေါ့ရှင်ဘုရင်ကြည်စားလုံးရှောက်ရှင်ဘုရားနုမသုံးပါတော့ဟုတ်ပါပြီနုအစားတစ်ခုသုံးဖို့တော့ပေးမှသူတို့လည်းသုံးလို့ရမှာပါနုအစားထွတ်သုံးပါတဲ့နုထွတ်စားရှိတယ်နုမသုံးတဲ့ထွတ်သုံးဟောရတယ်အဲ့ကမလေးငါမကြီးရဲ့ထွတ်တဆုပ်တော့ပို့ခုပဲစားရတယ်ဈေးထဲသွားတယ်ချင်းမောင်ရဲ့ဟဲ့ဒီချင်းမောင်ရဲ့ထွတ်ကတစည်းဘယ်လောက်တော့ရတယ်နှုတ်ရလဲထွတ်တာလဲနှုတ်ရရတယ်တော်စည်းတဲ့အဲ့ဒီခေတ်ကနှုတ်ကြီးအင်းဝမရှိလို့ရှိရင်ထွတ်ကြီးအင်းဝတောင်ဖြစ်တယ်အဲ့ဒါမဟုတ်ဘူးဆိုတာဘယ်လိုသိလဲဆိုသဘင်ဝန်ကသိတယ်ဒါမတရားလုပ်တာပဲသူကသူရှိတဲ့လောကရဲ့စကားလုံးတစ်လုံးသူ့မိဖုရားကမယ်လူဆိုတာလည်းလူမသုံးပါဘူးဆိုတာတော့လူဘာဝတာပဲမရင်တော့ချွတ်အောင်မှဖြစ်မယ်ဆိုပြက်ဆက်ကလေးတစ်ထုပ်ရေးမင်းနဲ့မိဖုရားကသပင်ဆောင်မှာပွဲကြည့်တဲ့ညပလကာဆွဲတင်တော့ယဟန်ပုဂ္ဂိုလ်ကစင်ဘောကအောက်ကသူတော်ကအောက်ကသင်ပုံးနဲ့ဟဲ့သူတော်ဖုရားမနေ့ကငါသင်ပေးတဲ့ဘုရားရှိခိုးတွေရပါလားဟဲ့ရပါပြီဘုရားမနေ့ကဘယ်နှဆုံးတော့မနေ့ကတေထွတ်ပသင်္ကာမိမှာဆုံးပါဘုရားအဲ့ကောင်တေနုပသင်္ကာမိပါဟဲ့ဒီဘုရားကြီးကနုစားထွတ်သုံးရမယ်ဆိုတော့ဘုရားရှိခိုးတွေကနုတွေအကုန်ထွတ်ပြင်ထားပြီးပါဘုရားဘုရင်ကပြုံးဓမ္မန္တရတော့သင်တော်မှာပဲတန်ကဲနုပြန်သုံးကြ
ကျွန်တော်စာရေးဆရာတွေနုအစာထွက်သုံးရမယ်ဆိုတာကိုအဲ့ဒီနုပြန်ရောက်အောင်ကျွန်တော်ပြုပြင်တာပါတခြားကြီးပဲကျမရှိပါဘူးကျွန်တော်တို့ကရှင်ပင်နဲ့တက်လုံမဲ့လူတွေမဟုတ်ပါဘူးဒါကြောင့်မျက်ကောင်းရည်ကြီးပေါ်တဲ့ဟောဒီအရက်ယဟန်ပညာရှိလူပညာရှိများထွန်းကားတဲ့ဟောဒီအရက်ဘာသာသာသနာတော်ဝင်ပါတဲ့အရက်ပညာသည်တကူမေတ္တာသည်တန်ဖိုးလို့ခံယူတဲ့အရက်အချင်းချင်းညီညွတ်ချင်းငြိမ်းချမ်းခြင်းနဲ့နေကြတဲ့ဟောဒီအရက်ကိုကျွန်တော်ရောက်ရှိလာတဲ့အခါကျွန်တော်သိဝန်တာတယ်တကယ်လည်းညီညွတ်ကြတယ်ချစ်စရာလည်းသိကောင်းတယ်တယ်လီဖုန်းတွေကလည်းဆက်တယ်မကြပဲချိန်ကြည့်ဆက်တယ်ဆိုညတနာရီတို့ထဆက်ရင်ဆက်တာထားကြည့်လိုက်တော့ကိုနိုင်အေးဟဲ့လူဟာမနဲ့မှဆက်ပါကိုနိုင်အေးရဲ့မဟုတ်ကျွန်တော်ကလိဖြစ်လာလို့ဆရာထဆက်တာကျွန်တော်တို့ကဝန်တာနေတာဆရာအေးပါမနဲ့မှဝန်တာပါမောင်ကကိုနိုင်အေးဘယ်ရောက်သွားလဲမသိဘူးနော်ချစ်စရာသိကောင်းတာပဲသူမှမဟုတ်ပါဘူးအားလုံးမှပဲချစ်စရာကောင်းကြတယ်ယေရှုလည်းတင်ပါတယ်ဘယ်တောင်ရောက်သွားလဲမသိဘူးအော်တိုင်းပြည်ဖြစ်ပုံပြက်ပုံတွေပြောတာပါတိုင်းပြည်ကလည်းဘာနဲ့တူလဲဆိုတော့အခုတစ်ထိလူလူပဲမလှည့်နိုင်သေးဘူးဘာနဲ့တူလဲဆိုတော့ဟိုတော့ကိုဝန်ဆောင်မိခင်က10လပိုက်ကြီးတပြေးပြင်းနဲ့ယောက်ျားလုပ်တဲ့လူကမယားကညီးတော့ဘာလို့မှမသိတော့ကွက်လက်ထဲသွားဂျွန်းထိုးရှင်ကဘာလုပ်တာတော့မသိဘူးလေမင်းအော်တော့ငါမနေနိုင်ဘူးငါဘိုက်ထဲကလည်းရားသလိုလိုဖြစ်လာတော့ဆရာမသွားခေါ်ကျုပ်မွေးမယ်ထင်တယ်နော်ကလေးအဲ့ဒါမှဆရာမရွာထဲရှိတာသိတော့ပြေးခေါ်ရွာထဲမှာဆရာမအေးရောက်တော့ဆရာမကလည်းတိုင်းပြည်နဲ့လူမျိုးအတွက်နှလုံးတည်သွားထိုးနေမရှိဘူးသူကမနှဲရှာပြီးကုတ်ဆွဲလာတော့မှကျွန်တော်မိမမွေးတော့မယ်ထင်တယ်အော်နေတယ်ဆိုမှပြက်ကလေးလှန်ကြည့်ဟုတ်သားပဲစေဘုံလေးယူခဲ့မင်းကစေဘုံမခဲ့လင်းကစေဘုံနဲ့အဲ့ကျမှတန်းပေါ်ထမိန်အလီကမင်္ဂရန်ဆွတ်ပြီးရှိရကမင်္ဂရန်ဆွတ်တော့အထက်ဆင်ရအောက်ကမတန်းနိုင်ဘူးခွေးတဲ့စီစီနဲ့သွားဟိုလက်ကြတော့ပေးစေဘုံဆိုပြီးဂျိန်းဆိုတကားပြီးတော့ယောက်ျားလုပ်တဲ့လူကကျွန်တော်ဗလိုက်မွေးပါမယ်ဆင်မရဲ့မင်းအပိုင်းကပြီးပြီခုငါအပိုင်းလေမင်းအပြင်းမလေးအဲ့ကြမှာဖះရှိခုပြီးဆူတောင်း10မိနစ်လောက်ကြာတော့ခလေးစာကြားရပြီချင်တာမကြားတော့ဘယ်နဲ့ဖြစ်ပါလဲအဲ့မှာဆရာမအထွက်ဝဲဦးလက်ချောင်းတော့ငါပြည်စားရှာပြီးပါလားဝဲဦးလက်ဩဒီဘိုက်ကလက်ဆက်သက်တော့နတ်တွေပါတယ်နဲ့တူပါရဲ့သူများအိမ်ကငှားပြီးဒီလောက်ဆိုတော့ဖွင့်ပြီးခလေးကောက်လိုက်ပြီးနဲ့တူပါရဲ့15မိနစ်လောက်ကြာတယ်ဆရာမတကားလေးနည်းနည်းလေးဟာမရဘူးရှင်မရတော့ပလာယာရှာပေးဩပလာယာကညှက်ပြီးတော့ဆွဲထုတ်ရတယ်နဲ့တူပါရဲ့ပလာယာရှာပေးမိနစ်20ထပ်ကြာတယ်ဆရာမကထွက်လာမရပါဘူးရှင်စုနဲ့တူနဲ့ရှာပေးစမ်းပါအဲ့ကျမှဆရာမထမင်းဆွဲလက်နဲ့ဒီများလိုက်လားဆရာမရဲ့ကျွန်တော်မိမအထက်ဘက်နဲ့ဖြစ်နေတော့မိမကိုမကန်ရသေးဘူးငါစေးဘုံကိုဖွင့်မရသေးတာကျွန်တော်တို့လွတ်တော်ကြီး3ရက်ကလည်းအခုတည်းထိလူလူပဲမလှည့်နိုင်သေးဘူးလွတ်တော်တဲ့စေးဘုံဖွင့်မရသေးဘူးဒါဖြင့်တိုင်းပြည်ကဘယ်နဲ့ဖြစ်နေတော့နေဝင်းမြတ်တိုင်းပြည်ကရေမှွာပေါက်နေစဉ်းစားတာကြည့်တော့မလှည့်နိုင်သေးဘူးအခုလာပြန်ပြီသမရတာလုတ်ချင်တဲ့လူက10ယောက်လောက်ရှိတယ်နောက်တိုင်းပြည်လည်းသမရ3ယောက်သမရအထွက်တိုးခေါ်တာပေါ့ဒါတောင်အာမိုတို့ဘာလို့မဖြန်းသေးလို့ဖြန်းရင်မသက်သာဘူးအဲ့ဒါသမရ3ယောက်အဲ့3ယောက်ထဲကအခုဒုသမရ1ယောက်ပဲတဲ့1ယောက်မဟုတ်ပါဘူး2ယောက်လောက်ပါတဲ့အ3ယောက်ပဲကောင်းပါလေတဲ့တယောက်ကဟောဗျာဘယ်နဲ့ဖြစ်မှမသိဘူးသမရလည်းအခုလှုပ်ချင်တဲ့လူများစကားတွေကလည်းဘလုံးမထွေးနဲ့ဟိုးလောက်ကင်မှာကျွန်တော်မြမတက်မတော်နဲ့တိုက်ပွဲတွေဖြစ်တော့ဝင်ကြီးဥအောင်မင်းကပြောတယ်အခုဖြစ်နေတဲ့လောက်ကင်နဲ့ဖြစ်တဲ့တိုက်ပွဲမှာတရုတ်မပါပါဘူးနောက်ကလည်းတရုတ်အားပေးတာမပါပါဘူးဟောမပါဘူးတဲ့ဟဲ့နောက်3ရက်ရှိတော့ဗိုလ်ချုပ်မြတ်ထွန်းဦးကသတင်းစာရှင်းလင်းပွဲလုပ်တယ်အခုဖြစ်နေတဲ့လောက်ကင်တိုက်ပွဲမှာတရုတ်ပါပါတယ်ဩပါပြန်တဲ့ဟဲ့အေးပေါ်တယောက်ကမပါဘူးတဲ့တယောက်ကပါတယ်တဲ့
အဲ့ဒါအခုကော်မရှင်ဥက္ကဋ္ဌဦးတင်အေးကနောက်တစ်ပတ်လောက်ရှိတော့ပြောတယ်သူကကော်မရှင်ဥက္ကဋ္ဌဒိုင်လူကြီးကဝင်ပြောတယ်စူးစူးပူပူမလုပ်နဲ့ခင်ဗျားတို့အာဏာသိမ်းပလိုက်မယ်ဟောဗျာဒိုင်လူကြီးကလည်းအာဏာသိမ်းမယ်အာဏာသိမ်းခွင့်ရှိတဲ့ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကြတော့မပူပါနဲ့ free and fair ဖြစ်အောင်ရွေးကောက်ပွဲလုပ်ပေးပါမယ်သူတို့ဗဇက်တွေမှားနေသလားမသိဘူးကျွန်တော်တို့ကလည်းတိုင်းသူပြည်သားကဘု து စကားဘု து နားထောင်မှမသိဘူး။ဘာနဲ့တူလဲဆိုကျွန်တော်အိမ်သားဆရာဝန်လိုဖြစ်နေဆရာဝန်ကဂျန်နယ်ဖတ်တယ်ကျွန်တော်လည်းသူပေးဂျန်နယ်ဖတ်စကားသမားလာဆရာပြောကျွန်တော်မျက်လုံးတွေပူလို့ဆရာအေးဟာအေးမဟုတ်လေဆရာဆေးကုပေးဦးလေဂျန်နယ်ဆက်ဖတ်ဆရာဝန်ဆရာပြောနေတာအေးဘာတော့ကျွန်တော်မျက်လုံးတွေပူပြီးဖင်းဖင်းရှင်းရှင်းဖြစ်လို့လာတာအကြံနဲ့ပြစ်ချဩမိုက်တဲ့ကောင်မျက်လုံးလေးပူတာနဲ့ဖင်းဖင်းရှင်းရှင်းဖြစ်တာနဲ့မင်းငါစီလာပတ်စံကုန်မှုရှိမှာပေါ့ဟုတ်ဗျာဆရာဝန်စီလာတာမဟုတ်ဘူးလားဟောမင်းငါလည်းအဲ့လိုဖြစ်တာပဲဩဆရာဝန်တွေလည်းဖျားတာပဲလားဟာဆရာဝန်လည်းမင်းဓာကြီးလေးပါပဲကွာဖျားတာပေါ့ဆရာဘယ်လိုပြောက်သွားလို့ငါတော့အရင်နှစ်ပတ်ချရတာပဲအရင်နှစ်ပတ်ချပြီးတော့အိမ်ကမိမအနာခေါ်ပြီးဖက်ထားတာနိုင်ဝတ်လောက်ကြချွေးလေးလိုက်လာတာပဲတပြားမှမကုန်မအောင်မပျောက်သွားတာပါစကားဆရာဝန်းသွားတယ်တပြားမှမကုန်ဘူးဆိုတာဟုတ်သူ့ရဲ့ကြည့်ဆရာပြောကျွန်တော်နှစ်ပတ်လောက်သွားချလိုက်အောင်သွားချရင်ကျွန်တော်ပြန်လာမယ်ဆရာမိမခေါ်ထားနော်ဆရာအဲ့ကောင်ငါနမူနာပြောတာဟာမင်းကမင်းဖက်ရမှာလေဩမသိပါဘူးကျွန်တော်ဆရာဝန်ကတော့ဖက်ရတယ်မဘလုံးပထွေးနဲ့အခုလည်းကျွန်တော်တို့ကဘလုံးပထွေးနဲ့သွားနေတာမဟုတ်သေးဘူးပြသားတော့ရှိရတော့မယ်အချိန်ခါရောက်ပြီနေဝင်းမြင့်ကလည်းတောသားပါပဲရေကြီးကရှာမိုးကပါရှားပင်မျိုးများတောလို့ထတယ်ရွာမှာကြီးခဲ့တာပါမကြီးတော့စီတော့ဓာတ်တော့သမ်းပင်တော့ကန္တရာတော့ရှားဆောင်တော့စူးပြူတော့ဆူးမဲတော့ချောင်းကုန်းနဲ့ဖူသဲဖြူဖြူမှာနေဝင်းမြင့်လို့ကြီးရတာချင်းရတဲ့ချုံခန်းတဲ့ချုံနဲ့ကင်းပုံတသည်ကြီးအားသည်ဘောလုံးတို့ကစားခဲ့တာပါပဲသစ်ပင်ပုပြလူပုပြတို့ရေငတ်စာငတ်ပညာငတ်တို့ခက်ကနှိမ့်ဆက်ငွေနှိမ့်ဆက်လို့မိုးကနှိမ့်ဆက်လေနှိမ့်ဆက်လို့နှိမ့်ဆက်သမျှကုန်းခံရင်ပကြအဲ့ချဲကရုံထရတဲ့ကောက်ရိုးຫນွယ်အမြင်ကလေးလို့ကျွန်တော်ကြည့်ရတာပါပဲနွားလေးမှာခွေးရံလဲသံကတကြောင်ကြောင်ဖုံတွေကတထောင်တောင်နွားမောင်ရင်တေးသံပေးကျွန်တော်တို့တွန်တေးကမောင်သိန်းတန်နဲ့ကြီးရတာပါပဲပြောချင်တာကတော့ကျွန်တော်တို့လည်းတောသားပါပဲသို့တော်လည်းပဲကျွန်တော်ငယ်ကအရွေနဲ့ဒီခေတ်အရွေမတူတော့ပါဘူးကျွန်တော်ငယ်ငယ်ပညာမဲ့တယ်နော်လွန်ခဲ့တဲ့နှစ်ပေါင်း90နောက်ဆုတ်ကြည့်လိုက်ရွာမှာဆင်းရဲတဲ့လူတွေများတယ်ပညာမဲ့တော့ဘာဖြစ်သလဲပညာမဲ့တော့အသိမဲ့တယ်အသိမဲ့တော့ဘာဖြစ်လဲညာနှုတ်နေတယ်ညာနှုတ်နေတော့ဘာဖြစ်သလဲဘာမှမသိခြင်းမောဟတွေများတယ်မောဟဆိုတာအဝိဇ္ဇာပါပဲအဲ့ဒီအဝိဇ္ဇာလူဖွဲ့စည်းငယ်လေးကကျွန်တော်ရွာမှာလည်းမဟုတ်ဘူးဟိုဘက်ရွာကလည်းအဝိဇ္ဇာလူဖွဲ့စည်းဒီဘက်ရွာကလည်းအဝိဇ္ဇာလူဖွဲ့စည်းအဲ့ဒီအဝိဇ္ဇာလူဖွဲ့စည်းအသေးလေးတွေစုတော့အဝိဇ္ဇာလူဖွဲ့စည်းကြီးဖြစ်ကျွန်တော်တို့ဒီကျွန်သုံးကဖြစ်ခဲ့တာဘာမှမဆမ်းဘူးကျွန်တော်တို့ဘာမှမသိဘူးကျွန်တော်တို့မေတ္တာနဲ့နေရမယ်ဆိုတာပဲသိတယ်မင်္ဂလာတရား38ပါးကျွန်တော်တို့ရဲ့ဘဝနဲ့နေ art of living ဒါကျွန်တော်တို့သိတယ်ဘဝပြည်ပင်ပေါင်းပေါ်အဆက်ဆက်တူကိုတူမေတ္တာကာယကမေတ္တာဝစီကမေတ္တာမနောကနဲ့နေရမယ်ဆိုတာသိတယ်အချင်းချင်းထိမ့်သိမ်းစောင့်ရှောက်ရမယ်ဆိုတာသိတယ်သို့သောကျွန်တော်တို့ပညာနည်းခဲ့ရတယ်။ဘာကြီးတော့မင်းလက်ထက်ပထမအင်္ဂလိပ်မြန်မာစစ်ဖြစ်တယ်ကျွန်တော်တို့စစ်ရှုံးတယ်။တိုင်းပြည်ရဲ့သုံးချိုးတစ်ချို့ပေးလိုက်ရတယ်။ဗကာမင်းလက်ထက်ဒုတိယကြိမ်အင်္ဂလိပ်နဲ့ကျွန်တော်တို့စစ်ဖြစ်တယ်ရှုံးတာပဲတိုင်းပြည်ရဲ့3ပုံ2ပုံပေးလိုက်ရပြန်တယ်။ဟုတ်ကြကျော်အေးမန္တလေးအောင်ကျော်ချမ်းအေးမန္တလေးဆိုရက်ကျွန်တော်တို့ရဲ့ရနာဘုံမန္တလေးရွှေမြို့တော်ကြီးဘဝရှင်မင်းတို့မင်းတရားကြီးဖေ1240လင်နာယောဂနဲ့ကံကုန်တဲ့ခါ
သွားတော့သီပေါမင်းနန်းတက်တယ်နန်းတော်အပြင်ကိုခုနှစ်ဖွားမှမထွက်ဘူးတဲ့ရှင်ဘုရင်ရဲ့အောက်မှာတတိယအကျိန်အင်္ဂလိပ်နဲ့စစ်ဖြစ်တယ်တိုင်းပြည်လုံးသုံးပုံစလုံးကျွတ်ဖြစ်တယ်အဲ့ဒီ1240ဘုရင်သေးခါနီးမှာဝက်ပေါက်နေတာပဲမိဖုရားကအပါ100ကျော်စရင်ပေါက်64ပါစရင်မပေါက်တာ59ပါရှိတယ်မင်းလုံးမင်းကြီးကလည်းသာသနာပြုမင်းမို့လို့တော်သေးများကြသူကလည်းအဲ့ဒီမိဖုရား100ကျော်ကကိုလုတ်တော်တို့မောင်းမတို့ရှိသေးတယ်နော်အဲ့ဒါကြီးအများကြီးအဲ့တော့အဆောင်ရမိဖုရားဆောင်ကြီးရမိဖုရားဆောင်ငယ်ရမိဖုရားနန်းရမိဖုရားနန်းကြီးရမိဖုရားအဆောင်တွေနဲ့ထားကျန်တော့လက်သမားကမဆောင်နိုင်တော့တန်းရကြီးထိုးပြီးတော့တန်းရရမိဖုရားတဲ့အခန်းလေးတွေဖွဲ့ပြီးထိုးထည့်ထားတာအများကြီးအဲ့ဒီမိဖုရားလေးတွေတပါးချင်းကယောက်ျားလေးပါပြီဆိုရင်ဘာဖြစ်ချင်လဲဒီဘရင်အိုကံကုံရင်ငါသားလေးရှင်ဘရင်ဖြစ်ရမယ်ဒါပဲတိုင်းပြည်လက်မကြည့်ဘူးဘသူကရင်ကောင်းမလဲနန်းတော်ထဲမှာခိုင်းနေရအများကြီးတို့တိတ်ကတ်ရတာစင်ပြူမရှင်ခိုင်းနေစုဖျားလခိုင်းနေလေသိန်းတွင်းမုံခိုင်းနေတိုင်တာမင်းကြီးခိုင်းနေကင်းဝုံမင်းကြီးခိုင်းနေအင်္ဂလိပ်အလိုတော်ကြီးခိုင်းပြင်သစ်အလိုတော်ကြီးခိုင်းနေရအများကြီးစင်ပြူမရှင်ကကင်းဝုံဘိုးနဲ့ကတ်လိုက်ရင်ငါသမီးစုဖျားလက်ကဒီဘုံမင်းသားလေးနဲ့ကြိုက်နေတာဒီဘုံမင်းသားလေးနန်းတင်ရင်ငါကဘယင်ရောက်ခမဖြစ်ငါသမီးကဘယင်ကြော်ဖြစ်ပြီဆိုတဲ့စိတ်ဒါတော့ဒါပဲစဉ်းစားတယ်တိုင်းပြည်အတွက်ဘာတစ်ခုမှမစဉ်းစားခဲ့ကြဘူးကျွန်တော်တို့ပညာလည်းမရှိဘူးကင်းဝမင်းကြီးလန်ဒန်သွားတယ်ကင်းဝမင်းကြီးပြင်သစ်ကိုသွားတယ်လန်ဒန်ရောက်တော့အင်္ဂလိပ်ကသိပြီတတိယအချိန်သူတို့သိမ့်ပိုက်တော့မှရှိတော့ကင်းဝမင်းကြီးကိုလည်းနဲ့စက်ယုံတွေပြဂလတ်စကိုပြတယ်မန်ချက်စတာမြို့ကြီးမှာပြတယ်လီဗာပူးဆိုတဲ့မြို့ကြီးမှာပြတယ်လက်နဲ့စက်ယုံကထွက်တဲ့လက်နဲ့တွေကအတွဲလိုက်ထွက်အမြောက်တွေပြစ်ပြတဲ့အခါကောင်းကင်ပြူကျလာမလားအောင်းမရတယ်ကင်းဝမင်းကြီးလန့်သွားတယ်စစ်သား3000လောက်တန်းစီကြတဲ့အခါဒါမဒရတ်စစ်သားဒါကပန်ချာဘီစစ်တပ်ဒါကဂေါ်ယာစစ်တပ်ဒါကအာဖဂန်နစ္စတန်စစ်တပ်ဒါကတခြားကိုလိုနီနိုင်ငံတွေကစစ်တပ်ဒါကအင်္ဂလိပ်စစ်တပ်အတန်းလိုက်ကြည့်လေစစ်သား3000လောက်ခြေစုံကဓာတ်ကင်နဲ့စစ်ဘဝ attention လို့អော်လိုက်တဲ့အခါဖဏတ်ချင်းရိုက်တဲ့အတန်ကစစ်သား3000တတန်နဲ့ထွက်တော့ကင်းဝင်မကြီးလန့်သွားတယ်တို့ဗဘဲကထွက်တဲ့ဓာတ်လောက်နဲ့တို့အမြောက်ကလေးလောက်နဲ့တော့မရတော့ဘူးတို့ပညာနယ်ခဲ့ပြီသိတယ်လွတ်တော်ရောက်တော့ပြန်တင်ပြတယ်အင်္ဂလိပ်ကတော့ရန်စနေပြီရာဇသံပေးနေပြီ ultimatum မတရားဘူးပြင်မနာတဲ့တော်ရဲ့အသက်လုံး9000ကျော်ခိုးထုတ်ဒီကမြန်မာလွတ်တော်ကဒဏ်ရိုက်မပေးနိုင်ဘူးနောက်ဆုံးတော့လေအကြံကကြီးနေပြီသိမ့်ပိုက်တော့မယ်ဆိုတော့အတန်တန်တားတဲ့စစ်ပြေငင်းချင်းသာအကောင်းဆုံးပါဗျာကျွန်တော်မျိုးတို့လက်နဲ့မရနိုင်ပါဘူးဆိုတော့လေနောက်ဆုံးတော့မြန်မာလွတ်တော်ကတိုက်မယ်အလုံးတွေတိုက်တော့ကျွန်တော်ရှုံးတာပါပဲဘုံရမှာကြားတယ်မင်းလာမှာကြားတယ်မြင်းကြာမှာကြားတယ်အခုကူမှာကြားတယ်သပြေဒန်းခန္ဓာမှာကြားတယ်အစီကံခန္ဓာမှာကြားတယ်အင်းဝခန္ဓာမှာကြားတယ်နောက်ဆုံးစစ်သင်္ဘောစုဘောဝင်ရောက်တယ်ပါသွားတယ်အရှင်နှစ်ပါးပါသွားတော့လုံးဝကြုံဖြစ်သွားတာပညာကြောင့်ပါပဲကျွန်တော်မတက်ခဲ့ကြဘူး